ဆရာကိုကျော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ကြည့်လိုက်ရလို့ပါဆရာကိုကျော်မျိုးမင်းဆိုတာသူ့ကိုချစ်ခင်စိတ်နဲ့ကျွန်တော်ခေါ်တာပါအောင်စမှုအကြောင်းသူပြောထားတာလေးကျွန်တော်ကြည့်လိုက်ရပါတယ်နားထောင်လိုက်ရပါတယ်သူနဲ့ကျွန်တော်သဘောတည်းပါပဲနည်းနည်းရှင်းပြကြပါမယ်2012တုန်းကကားပေါ်မှာလိုက်လာတဲ့မိုင်86ဆိုတဲ့ဗီဒီယိုကားကိုစင်တာမရပဲဖြန့်လိုက်လို့ဆိုပြီးကျွန်တော်ထောင်၄လကြာပါတယ်ထောင်ကြတဲ့အချိန်မှာအင်းစိန်ထောင်ထဲမှာအဆောင်တိုင်း TV တွေရှိပါတယ်သို့သော TV တွေကဟောင်းနေပါပြီအလုံးကြီးတွေဖင်ပေါင်းကြီးတွေပါအဲ့တော့ကျွန်တော်ကထောင်ပိုင်နဲ့ညှိပြီးတော့ကွန်ပျူတာတင်ပြီးတော့ flat TV တွေအင်းစိန်ထောင်တွေကိုစသွင်းပါတယ်ကျွန်တော်အရင်ဆုံးသွင်းခဲ့တာဘာကြောင့် flat TV တွေသွင်းတယ်လဲဆိုတော့ stick နဲ့နိုင်ငံခြားကားတွေကြည့်လို့ရအောင်ပါထို့အတူပါပဲအင်းစိန်ထောင်ထဲမှာရှိတဲ့စာကြည့်တိုက်ကိုစာအုပ်တွေကျွန်တော်အများကြီးလှူခဲ့ပါတယ်စာကြည့်တိုက်ယဉ်ကျေးမှုဖွံ့ဖြိုးအောင်ပါလေလုံးရဲဘက်စခန်းကိုအကျဉ်းသားပြေထွက်သွားတော့လေလေလုံးရဲဘက်စခန်းကစာကြည့်တိုက်ဖွံ့ဖြိုးအောင်ကျွန်တော်လုပ်ပေးခဲ့ပါတယ်ကော်တောင်းကျင်းတောင်ကိုပြောင်းရတဲ့အချိန်မှာလေကော်တောင်းကျင်းတောင်ထဲမှာ stick တွေနဲ့နိုင်ငံခြားကကြည့်လို့ရအောင်ဂျာနယ်သွင်းလို့ရအောင်စာကြည့်တိုက်ယဉ်ကျေးမှုဖွံ့ဖြိုးအောင်ကျွန်တော်လုပ်ခဲ့ပါတယ်ဒါတွေဘာကြောင့်ပြောတယ်လဲဆိုရင်စိုးလုံးလို့အကျဉ်းသားဘဝရောက်သွားရတဲ့သူတွေတော့အနုပညာနဲ့ပျော်မွေ့နေသူတို့ရဲ့အချိန်တွေကိုအနုပညာထဲမှာဇံဝင်စားနေမဟုတ်တာလှုပ်ချင်စိတ်တွေမရှိကြပါဘူးအောင်စဘူးအကြောင်းဆက်ပါမယ်တိုင်းပြည်တွင်းမှာပျော်ပွဲရှင်ပွဲတွေစိတ်သုံးနေတာအတော်ကြာပါပြီတကြံဆိုရင်အသက်ဝင်ခြင်းအောင်သာစောင့်နေတာပါဟိုခေတ်တုန်းကတကြံရဲ့အငွေ့အသက်တွေမရတာကြာပါပြီမြို့တွေရွာတွေမှာစိုင်းတန်ဘုံတန်နက်ကနာပေးတန်မကြားရတာကြာပါပြီအခုအောင်စပူတို့စမ်းရည်မိုးတို့ဆိုတဲ့ဇမင်းသားလေးနှစ်လက်ခေစားလာတဲ့အချိန်သူတို့တွေရဲ့စူးစမ်းအားထုတ်မှုကြောင့်ရန်ကုန်တိုင်းတွင်မှာအခြားမြို့နယ်တွေမှာစပွဲတန်တွေပြန်ကြားလာရပါပြီလူတွေကမြမဇက်တပင်ကိုပြည်သူတွေကမြမဇက်တပင်ကိုစိတ်ဝင်စားလာကြပါပြီမြမဇက်တပင်ဥမော့လာပါပြီဇက်တပင်ကိုပြည်သူတွေစိတ်ဝင်စားနေရင်စပွဲတွေထဲမှာပြည်သူတွေပျော်နေကြတယ်မဟုတ်တဲ့အတွေ့တွေမတွေးအားပါဘူးဇက်တပင်ကိုပြည်သူတွေစိတ်ဝင်စားအောင်အားထုတ်စူးစမ်းနေတဲ့ဒီဇမင်းသားလေးနှစ်ယောက်အထူးသဖြင့်ဒီဗီဒီယိုဖိုင်မှာပြောနေတာအောင်စဘူးအကြောင်းအောင်စဘူးတို့စမ်းရည်မိုးတို့ကိုဝိုင်းရံပေးကြရမှာပါကျော်မျိုးမင်းဖိုင်ထဲမှာကျွန်တော်ကြားလိုက်တာသူ့ကိုတစ်နှစ်ပိတ်ဖို့စီစဉ်နေတယ်လို့ကြားရပါတယ်ဒါမလုတ်သင့်တဲ့ကိစ္စပါမလုတ်အပ်တဲ့ကိစ္စပါအောင်စဘူးဆိုတာသူ့တယောက်တည်းရက်တည်လို့မရပါဘူးသူ့နောက်မှာဒီမင်းသားလေးထမ်းထားရတဲ့ထမင်းအိုးတွေအများကြီးရှိပါတယ်သူ့ကိုတစ်နှစ်ပိတ်မယ်မပိတ်ဘူးမသေးကြပါဘူးကျွန်တော်ဂါဂနနမသိပါဘူးကျော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်ကိုနားထောင်ရင်းနဲ့ဒီဗီဒီယိုဖိုင်လေးရိုက်ဖြစ်တာပါတကယ်လို့များပိတ်မယ်လို့စဉ်းစားကြရင်သက်ဆိုင်ရာတာဝန်ရှိတဲ့လူကြီးတွေကိုကျွန်တော်အနေနဲ့မေတ္တာရက်ခံကြပါတယ်တစ်နှစ်ပိတ်တဲ့ပြစ်ဒဏ်တော့မပေးပါနဲ့အောင်စဘူးကြောင့်ဝန်ထမ်းတွေဒုက္ခမရောက်ခဲ့ရပါအောင်စဘူးကြောင့်ပြည်သူတွေဒုက္ခမရောက်ခဲ့ကြပါအောင်စဘူးကြောင့်လူငယ်တွေတော်တယ်ရောက်မသွားရပါဘူးတချို့သောအနုပညာရှင်တွေကြောင့်ဝန်ထမ်းတွေဘဝပြတ်ခဲ့ကြရတယ်ပြည်သူတွေဒုက္ခရောက်ခဲ့ကြရတယ်လူငယ်တွေလမ်းမလိုက်ခဲ့ကြတယ်တိုင်းပြည်ဖြတ်ခဲ့တဲ့အနုပညာသမားအချို့ကိုတော့မှနားလည်ခွင့်လွှတ်ပေးနေတဲ့အချိန်မှာအောင်စဘူးလိုတက်သစ္စာလူငယ်လေးတယောက်အောင်မြင်မှုကိုအပြင်းထန်ရှာဖွေစူးစမ်းနေတဲ့ဇမင်းသားလေးတယောက်အပေါ်မှာဒီကောင်လေးအမှားလုပ်ခဲ့မိတယ်ဆိုရင်တောင်မှခံဝင်လောက်နေစုံမပဲ့ပြင်ပေးတာလောက်နေလုံလောက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ထပ်ပြီးမေတ္တာရက်ခံပါရသည်
တကယ်လို့များအောင်စမှုအပေါ်မှာတစ်နှစ်ပိတ်တဲ့ပြစ်ဒဏ်ချမှတ်မယ်လို့စိတ်ကူးထားကြတယ်ဆိုရင်မလုပ်ကြပါနဲ့ဗျာသူ့ရဲ့အနောက်မှာထမင်းအိုးတွေအများကြီးရှိပါတယ်ဇက်သပင်တစ်ခုအောင်မြင်ဖို့ဆိုတာအင်မတန်အားထုတ်ကြိုးစားရတာပါပြည်သူတွေတခြားအကြောင်းအရာတွေကိုတွေးပြီးစိတ်ညစ်နေမဲ့အစားမဟုတ်တာတွေတွေးပြီးလမ်းလွဲလိုက်နေမဲ့အစားဇက်သပင်ရဲ့ဂီတတွေကြားထဲမှာဇက်သပင်ရဲ့တိခတ်တန်တွေကြားထဲမှာသူတို့တွေစိတ်ပါဝင်စားစွာပျော်နေကြတာကောင်းပါလေအောင်စမှုကိုအားကြလို့အောင်စမှုအတိုင်းလိုက်ကြိုးစားလို့အောင်စမှုလိုဖြစ်ချင်လို့ဆိုပြီးလူငယ်တွေကြိုးစားအားထုတ်လို့လေအဲ့လူငယ်တွေလမ်းမမရောက်ပါဘူးတော်တယ်မရောက်ပါဘူးတိုင်းပြည်လည်းမပြတ်ပါဘူးဒါကြောင့်မို့အောင်စမှုအပေါ်မှာများတစ်နှစ်ပိတ်ဖို့အစီအစဉ်ရှိတယ်ဆိုရင်လူကြီးတွေအနေနဲ့နားလည်ခွင့်လို့စာနာစိတ်လေးနဲ့စဉ်းစားပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံချင်ပါတယ်ကျွန်တော်မင်းကိုဆိုပါ